ပဲကျွန်တော်ကတော့ easy gaming ပဲဖြစ်ပါတယ်အားလုံးပဲဒီနေ့မှာတော့ကျွန်တော်က Harley Commander ကိုအသုံးပြုပြီးတော့ magic ချက်ကိုဆော့ပြသွားမှာပဲဖြစ်ပါတယ် I've shot at your feet. Okay ကျွန်တော်ရွှေနဲ့ရနိုလန်ရောရောင်းပြီးတော့ကလုံးနဲ့စီစီရအောင်ဒီလားခိုင်လိုက်တယ်ချောဟဲ့ရဲ့တော့တော့ဒီ This is what happens when magic meets genius. game ဆော့ရတယ် Wi-Fi လိုင်းလေးကထောက်နေပါခင်ဗျာအားလေး commander လေးယူလိုက်တော့ game တော့ကျွန်တော်ယူဆောင်ယူရမှာဗျကျွန်တော်ယူဆောင်ယူရမှာနည်းနည်းလေး My next trick is sure to be a ဝဲချော် showstopper. မှုဝဲချော်မှုဖြစ်တာတကယ်တော့ကျွန်တော်ယူဆောင်ယူရမှာယူဆောင်လေးယူလိုက်ရင်တော့ယူဆောင် commander လေးယူရင်တော့ပို့ပြီးတော့ fine It's never enough. game ဆော့ရတယ်ဟို 来不要打我们的蓝月家啊！蓝呀的，学校。 This is what happens when magic. အဲ့ဒီနေ့တော့ကျွန်တော်ကျေးဇူးတင်နေတော့ယူစီရပါလည်းမရှိတော့ဒါလေးပဲယူလိုက်တော့ My fists are unflinching. ဒါလေးပဲယူလိုက်မယ်နော် This is what happens when magic meets genius. Let me show you the art of killing. Beware the shadows. This is what happens when magic meets genius. It knows no mercy. line ရပဲကြာပြီးတော့ကြည့်ရတာပဲအဆင်မပြေရလား line ကြာပြီးချင်းကြည့်ရတာပဲအဆင်မပြေရလားကျွန်တော်ကောင်တွေကပဲပြစ်နေရပဲဟိုကပြင်လာလားရေပြုတ်နဲ့ပြစ်နေလို့ပူလိုပြပြမိရပြပြပြေးလာအေးတင့်နေမှာကျေးဇူးတက်ကိုရှောင်းတင့်နေတွေ့တာရှောင်းလို့ဆိုနေ
တော့တာဘောမလေးတော်တရားပေါ်ရှက်ဖိုးလေးတော့ရလိုက်တယ်